Minglava. Hello. Dine CL&MOM do teacher dine 5 sentences. Teacher ye luri mashi ye ayungan inga ngaba go CL&MOM do lila jama we phipare no. This season lili unitere so yin CL&MOM YouTube channel subscribeလုပ်ထားဖို့မမေ့ကြနဲ့နော်အခုဆိုရင် Facebook မှာလည်းကြည့်လို့ရနေပါပြီနော် Okay အားလုံးပဲ we will learn 5 sentences today. Are you ready? Ready. Ready. ဒါဆိုလို့ရှိရင်ဒီCL အတန်နားထောင်မယ်နော် Okay. With your ear ဘာတန်လေးလဲ Flute. Oh flute Okay next one မပြီးသေးပိတ်တော့ဘာတန်လဲနားထောင်မယ်နော် Ready လား Yes.ဘာတန်လဲ Tambourine. Oh tambourine Okay next one နောက်တစ်ခု not finish close your eye အဲ့ဒါနော်ဘာတန်လဲ Drum. Okay နောက်တစ်ခုနော်နားထောင်မယ်နော်ဘာတန်လေးလဲ Xylophone. Wow good job CL Okay ဒါဆိုရင် hearing လေးပြီးသွားပြီနောက်တစ်ခုကတော့CL လေးက taste အရသာခံကြည့်ပါမယ်ဘာလေးတွေအရသာခံကြည့်မလဲ Okay အရသာခံကြည့်မယ်နော်ဒါဆိုရင် CL လေးကိုမျက်စိမိတ်ထားပြီးတော့ CL လေးကစားကြည့်မယ်ဘာလဲဆိုတာဘာသီးလဲပြောရမှာဒီမှာအသီးတွေအများကြီးရှိတယ် Close your eye I want to do this one. Close your eye နော်ဘာသီးလဲပြောပြီးနော်it is ဘာလဲပြောပြီး Lemon. I like ခဏဒါရင်စားကြည့်ရောဒါလေးစားကြည့်ဒါပါလေးလေစားကြည့်မယ် taste စားကြိုက်လေဘာဒီလဲ what fruit is it apple. Good job ရောကဲ What is this Banana Yes good job What is this? Sunket. Hey, sunket. Very good. And next one. Ready? Next one. Violet. Lemon. Now smell. See a layer. နှာခေါင်းနဲ့အနံ့ခံကြည့်မယ် CL ready လား Okay so ဒါဆိုလို့ရှိရင် အနဲ့နေခဲကြည့်ပါ ရင်
ရင်မွေး perfume yay ရင်မွေး okay next one နောက်တစ်ခုကိုကြိုင်နည်းနည်းမိထားမယ်ဟုတ်ကြည့်ပါ what smell is it rose yay good job okay ဒါဆိုရင် It's so cute in the ဒါဆိုရင်အခု CL လေးကမျက်စိပိတ်ပြီးတော့နှာခေါင်းလေးနဲ့အနက်ခံတယ် we use our nose to smell အနက်ခံဖို့အတွက် teacher တို့ကနှာခေါင်းလေးတွေကိုအသုံးပြုတယ်เนาะ okay ဒါဆိုရင် the last one နောက်ဆုံးတစ်ခုရောက်ပါပြီနောက်ဆုံးတစ်ခုကတော့အမြင်အာရုံ sight we use our eyes to see ဟုတ်တယ်မျက်စိလေးနဲ့မြင်မယ် okay ဒါဆိုရင်အမြင်အာရုံလေးကိုလုပ်ကြမယ်เนาะအခုဆိုရင်ဒီမှာပုံလေးတွေရှိရပေါ့เนาะအဲ့ပုံလေးတွေမှာ CL လေးကသူ့ရဲ့မျက်စိလေးနဲ့ကြည့်ပြီးတော့အမြင်အာရုံနဲ့ဘယ်ဟာတွေကတူလဲဆိုတာရွေးထုတ်ပေးရမှာပါ okay see ya come on Okay ရွေးမယ်တူတဲ့ဟာလေးမျိုးမျိုးပေးနော် okay good job 3နောက်ခုအုပ်ပြီး and then ရှာပေးပါအောင်ဘာလေးတူတယ်တူတာလေးရှာပေးပါအဲ့ဒီဘက်ကိုနည်းနည်းရွှေ့ see ya ဘက်ကိုရွှေ့နော်တူတာလေးရှာပေးပါတူတာလေးရှာပေးပါOkay, stocking, good job. ဟုတ်ပြီsnowman နှကောင်တူတယ်ဟုတ်ပြီ Santa hat oh okay ပြီးတော့တူရရှာပေးအောင်ရှိသေးလားဟုတ်ပြီ Santa Claus နားရတူတယ်ပြီးတော့ဘာလေးတူသေးလဲgingerbread man very good what about these two ဒီနှစ်ခုကတူလားမတူဟုတ်တယ်အခုဆိုရင် CL လေးကအမြင်အာရုံနဲ့ကြည့်ပြီးတော့ဘယ်ဟာလေးတွေကတူတယ်ဘယ်ရုပ်တွေကမတူဘူးလဲဆိုတာခွဲခြားပြသွားတာเนาะဒါဆိုရင်ဒီမှာဆိုရင်ဒီဗီဒီယိုလေးမှာဆိုရင် teacher တို့ကဒီနေ့ five senses teacher တို့ရဲ့အမြင်အာရုံအမြင်အကြားအနက်အရသာအထီးတွေ့ဆိုတဲ့အာယုံ၅ပါးကို teacher တို့ကလက်တွေ့စမ်းသပ်မှုလေးနဲ့လုပ်ခဲ့ရပြီပါเนาะအိမ်မှာလည်းပြန်ပြီးတော့လုပ်ကြည့်လို့ရတယ် CL လေး so it's time to say bye bye teacher တို့ရဲ့ CL&MOM YouTube channel လေးနဲ့ Facebook လေးကိုလည်း like and share လုပ်ဖို့မမေ့ကြပါနဲ့เนาะ